အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ crypto sharing မှာလေးကိုပြောရတယ်ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းကကျွန်တော်တို့ Bybit event မှာဘယ်လိုမျိုးကျွန်တော်ဘယ်လိုမျိုး trading လုပ်ပြီးတော့ reward တွေယူမလဲဆိုတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ reward လက်ယူပြီးတော့ဝင်ပါပြီးတော့အောင်သားလေးနဲ့ဆွဲချလိုက်ရင် sorry ဖုန်းကလည်းကြောင်နေပါတော့အားလုံးလည်းဆိုကြဒီမှာကျွန်တော်ပြမယ် trade smart with lamp ဆိုတာပေါ့နော်အဲ့ဒါလေးကိုရှိတယ်အဲ့မှာကျွန်တော်တက်က2ခုရှိပါနော်တက်က2ခုရှိတယ်အဲ့တော့ကျွန်တော်ဘို့တစ်ခုကလုံးရင်1 draw ရမယ်အောက်က test လုပ်ရင်တို့ရကျွန်တော်အားလုံးပေါင်း3 draw ရမယ်စုစုပေါင်း3ချိန်လဲလို့ရမှာနော်အဲ့ကျွန်တော်3ချိန်တွင်မှာကျွန်တော်ကန်ကောင်းရင်10s လောက်ထိလေးရကောင်းရနိုင်တယ်ကျွန်တော်ကန်ဆိုးဝိုင်းရင်လေ 3s တို့ 2s တို့အဲ့လောက်ပေါ့နော်တော်တော်လေးကန်ဆိုးလဲလို့ဆိုရင်တော့ thank you တွေပါပေါက်တယ်ပေါ့ဗျာကျွန်တော်နှိုက်တာတော့ thank you တွေပါလို့တခါမှမပေါက်ဘူးသေးဘူးအရင်နဲ့အမြတ်အဲ့လောက်ပဲပြန်ရပါကျွန်တော်ဒီမှာပထမတော့ test တွေကိုဝင်လာရင်ဆိုတော့ discovery now ဆိုတာနဲ့ဒီထဲရောက်သွားရင် NNT ဆိုတာကိုရွေးပြီးတော့ဆွဲနော်မတွေ့ရင်ဒီ search bar မှာ MNT ဆိုပြီးတော့ရိုက်ချလိုက်MNT လို့ရိုက်လိုက်ပါ okay ဒီမှာ MNT အပေါ်ဆုံးမှာဒီကောင်လေးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ trade now ကိုနှိပ်မယ်ပြီးရင် spot trading ဆိုတာရွေးမယ်ရွေးပြီးကျွန်တော်ဒီနေရာရောက်လာရင်ကျွန်တော်တို့ဒီ market ပြောင်းပေါ့နော်ဒီနေရာမှာပြီးရင်ကျွန်တော်တို့ပိုင်မယ်ခါရလောက်ပြောမယ်နော်ကျွန်တော်တို့ကောင်းလေးပိုင်မယ်ပြီးရင်ပြန်ဆဲမယ်ဝယ်မယ်ရောင်းမယ်ဝယ်မယ်ရောင်းမယ်အဲ့လိုလုပ်ရင်လည်းကျွန်တော်တို့သူပြောတဲ့ target ပြည့်သွားရင်ကျွန်တော်တို့ကဒီ draw တွေကိုလဲခွင့်ရပါဘောနော်အဲ့တော့ကျွန်တော်တို့မှာ 5h ရှိတယ် 5h တင်နေလုပ်လို့ရတယ်တော့ဘာမှဖြစ်ဘူးရှိသလောက်နဲ့လို့ကျွန်တော်ဒီမှာ test အပေါ်ကတခုကျွန်တော်ခုနတခုမိရောတော့ဘာလို့ MNT ကို trade ခိုင်းလဲဆိုတော့ဒီ pizza day error ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့ MNT ကို2000s ပို့tradeရတဲ့ test ခုပါတယ်ပေါ့နော်တော့ test လေပြီးအောင်လို့ကျွန်တော်တခါတည်းအဲ့ဒါ MNT ကို trade ခိုင်းတာဖြစ်ပါတယ်တို့ trade ရမှာအပေါ်က test ကကြတော့အပေါ်ခုနကျွန်တော်ပြောတဲ့ to just test က1000ဘူး trade ရမှာဒီကောင်က2000ဘူး trade ရမှာနောက်ထပ်1000ဘူးထပ် trade ရင်တော့1 draw ဒီဘက်မှာ1 draw လဲခွင့်ရတယ်ပေါ့နော်ကျွန်တော်ဒီမှာပါ1000ဘူး trade ရမှာဒီကောင် complete as listed as 1000 in spot trading တော့ဒီမှာ okay ဒီနေရာအရောက်ပါနော်မပြောင်းတက်လိုက်လို့ဒီနေ BTC စေး beta လေးကိုနေပြီးရင် search bar မှာ MMT ဆိုပြီးရိုက်ပြီးရှာပြီး trade လို့ရပြီကျွန်တော်တခုရှိတာဒီ market ပြောင်းနော် limit ပြောင်းတာနဲ့ limit ပြောင်းနိုင်မရအောင်ကျွန်တော်တို့တခါလေးလုပ်ပြမယ် buy မယ် sell မယ် buy မယ် sell မယ်ဝယ်လိုက်ရောင်းလိုက်နဲ့သူ trade ခိုင်းတဲ့ target amount ပြီးသွားရင်ကျွန်တော်တို့ draw လို့ရပြီပေါ့နော်တခါလေးလုပ်ပြမယ်ကျွန်တော်တခါလေးဖောက်ပြမယ်ပေါ့နော်โอเคကျွန်တော်တို့ဖြည့်လောက်ပြင်တယ်ကျွန်တော်တို့ reward health ကိုပြန်ဝင်မယ်ပြီးရင်ကျွန်တော်တို့အောင်လာလေးနည်းနည်းဆွဲဒီမှာကျွန်တော်တို့ခုန test လေးဒီမှာအမှန်ကြီးတော့ပြထားတယ်အောက်ကတော့အမှန်ချင်းပြတယ်ကိုရပြီလားမသိကျွန်တော်ဝင်ကြည့်လိုက်မယ်โอเคရသွားပြီကျွန်တော်တို့အမှ1 draw လဲမယ် take a chance ပါပေါက်မယ် 1G ပေါက်ပါတယ်ကျေးဇူးတင်ပါတယ်အနည်းဆုံးရွေးပေါက်လို့ကျေးဇူးโอเคကျွန်တော်တို့ 1G ရပါတော့ဒီကောင်ကတန်းရတယ်ပေါ့နော်9ရက်တွေတစ်ပတ်တွေ10ရက်တွေစောင့်ရမလို့ဒီကပေါက်တဲ့ဟာတစ်ခါလေကျွန်တော်တို့ရဲ့ funding account တွေကိုတစ်ခါလေးရောက်တယ်ပေါ့နော်ဒီမှာရောက်ပါပြီကျွန်တော်ခုနအပြလေးကြည့်ပါဒီမှာ 0.21s 1G 0.21s ပါအနည်းဆုံးရွေးပေါက်လာကျွန်တော်အားလုံးပြောရရှိတာဒီဗီဒီယိုကိုစာစုပ်ကြည့်ပါကျွန်တော်ဘာလို့လဲဆိုဗီဒီယိုထဲမှာကဏ္ဍလေးတွေအခရာလေးအင်္ဂလိပ်အခရာလေးထည့်ပေးထားပါတယ်အဲ့ဒါဘာလဲဆိုကျွန်တော်တို့အဲ့အခရာလေးအပြည့်စုံကိုကျွန်တော်ရဲ့ DM မှာပထမဆုံးမှန်အောင်စာဆုံးမှန်အောင်ရေးပြီးပထမဆုံးပို့တဲ့လူ9ယောက်ကိုစတာ30လေး gift ဝေးပြီးမှာပါနော်စတာ30လေး gift ဝေးပြီးမှာအဲ့ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစအဆုံးကြည့်ပြီးပါအားလုံးပဲကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပြီးတော့